နိုင်ပွဲတိုင်းမှာလည်းပြက်ပြက်သားသားအနိုင်ရရှိထားတဲ့ပွဲလို့ဒီနေ့မှာတော့ကျွန်တော်တို့မတွေ့ရှိရသေးပါဘူးယခုနေ့မှာခေါ်ယူထားတဲ့ကွင်းလေကစားသမား Florian Wirtz အနေနဲ့လည်းချီစံပြဖို့ရုန်းကန်နေရသေးပဲဖြစ်ပါတယ်အဲကြောင့်မလို့ကျွန်တော်ဒီပွဲမှာနိုင်ရဖို့ဆိုလို့ရှိရင်ကျွန်တော်လီဗာပူးအသင်းအနေနဲ့အထူးအာရုံစိုက်ပြီးတော့မှကစားဖို့လည်းလိုအပ်မယ်လို့ထင်ပါတယ်ယခုချက်စီနဲ့ပွဲမှာဆိုလို့ရှိရင်တော့ကိုသမား Alexander ဘက်ကတန်ရာကြောင့်ပါဝင်နိုင်မှာမဟုတ်ပါဘူးဒါကြောင့်မလို့ကိုသမားနေရာမှာဒီနေ့မှာရောက်ရှိလာတဲ့မမဒက်ရှ်ဖီနဲ့နောက်တန်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဗန်ဒိုက်ကွန်နက်တီ Robertson Bradley ဆိုတဲ့အတွေ့ပွဲထက်လာမလားကဲဗန်ဒိုက်ကွန်နက်တီ Frimpong ဆိုတဲ့အတွင်းနဲ့ပွဲထက်လာမလားဆိုတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ဝင်လာမှာဆိုလို့ရှိရင်တော့ Malaysia Gravenberch ဆိုဖို့ slide တို့ပါဝင်လာနိုင်ပြီးတော့မှတိုက်စစ်နေမှာဆိုလို့ရှိရင်တော့ Gabo Salah Isak အတွက်ကိုပဲပွဲထက်လာဖို့ရရှိပါတယ်။ချက်စီနဲ့လီဗာပူးတင်းရဲ့ head to head အပိုင်းမှာဆိုလို့ရှိရင်တော့ Premier League နောက်ဆုံး5ပွဲတွေ့ဆုံထားတဲ့နေရာမှာလီဗာပူးတင်းက2ပွဲနိုင်ထားပြီးတော့မှ Chelsea တင်းက1ပွဲနိုင်ထားပါတယ်။တည်ရလက်ကတော့2ပွဲထွက်ပေါ်ထားတာဖြစ်ပါတယ်။အဲကြောင့်မလို့ဒီနေ့ညပွဲမှာတော့ဘယ်လိုရလက်တွေထွက်ပေါ်လာမလဲဆိုတာကတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ဒါပေမဲ့လီဗာပူးတင်းရဲ့ဒီပြအာနီစလိုကပဲတာယာရှိသွားမလားမာရက်စကာကပဲတာယာရှိသွားမလားဆိုတော့စိတ်ဝင်စားပွဲစောင့်ကြည့်ရမှာဖြစ်ပါတယ်။ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ရှိပါတယ်